မင်္ဂလာပါရန်ကုန်သာသနာအတွင်းမှာရှိနေတဲ့လူမေတော်ဘုရားကျောင်းတည်ရှိရာမြကြီးကွင်းရွာမှကြိုဆိုပါရစေကျွန်တော်တို့မြင်နေတာကတော့ဘုရားကျောင်းဝင်းမုတ်ဝဖြစ်ပါတယ်ဘုရားကျောင်းဝင်းမုတ်ဝကနေပြီးတော့ကျွန်တော်တို့စတင်ဝင်ရောက်လာတာနဲ့ဘယ်ဘက်အချမ်းမှာ Good Shepherd Sister တွေဥဆောင်တာဝန်ယူနေတဲ့ Sister ကျောင်းကိုတွေ့ရမှာဖြစ်ပါတယ်ကျောင်းဝင်းထဲမှာလှပတဲ့ပန်းလေးတွေနဲ့လှဆင်ထားပါတယ်Sister ကျောင်းကိုဖြတ်ကျော်ပြီးရှောက်လာတာနဲ့ဘုရားကျောင်းတွေကိုဝင်တဲ့တကားဝကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ကနေတဆင့်ကျွန်တော်တို့ဘယ်ဘက်အချမ်းမှာဘုရားကျောင်းအဟောင်းလေးကိုတွေ့ရမှာဖြစ်တယ်။ဒီဘုရားကျောင်းလေးဟာသာသနာမှာရှိနေတဲ့ဘာသာသူတွေအားလုံးမှာနှစ်ပေါင်းများစွာဝတ်ပြုကိုးကွယ်ခဲ့ရတဲ့ဘုရားကျောင်းဟောင်းလေးဖြစ်ပါတယ်။1983ခုနှစ်မှာစတင်ပြီးသာသနာမှာရှိနေတဲ့ဘာသာသူညီကိုမောင်နှမတွေကိုလုံးလုံးချုံချုံအေးအေးချမ်းချမ်းဖြင့်ဘုရားဝတ်ပြုနိုင်ရန်အတွက်အသုံးတော်ခံခဲ့တဲ့ရင်သက်ရှုမောပွဲဘုရားကျောင်းဖြစ်ခဲ့ပါတယ်။ယနေ့မှာဆိုရင်တော့ဘာသာသူများနဲ့အလှရှင်များရဲ့တရားရည်ရောမှုတွေကြောင့်ဘုရားကျောင်းတည်ကြည်နဲ့ဘုရားဝတ်ပြုကိုးကွယ်နိုင်နေပြီဖြစ်ပါတယ်။ဘုရားကျောင်းကြီးတဲ့ကိုမဝင်ခင်ညာဘက်အချမ်းမှာတွေ့ရမှာကတော့ဘုန်းတော်ကြီးများသတင်း300ကျောင်းတိုင်ဖြစ်ပါတယ်။ဘုန်းတော်ကြီးကျောင်းရဲ့အလှပကိုခမ်းနားထဲဝါစွာတွေ့ရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဘယ်ဘက်မှာဆိုရင်ကျွန်တော်တို့ဘုရားကျောင်းကြီးရဲ့လမ်းရှိပါတယ်။ဒါကတော့ဘုန်းတော်ကြီးကျောင်းရဲ့ရင်သက်ရှုမျိုးပွဲအလှဖြစ်ပါတယ်။ကျွန်တော်တို့တစ်ပတ်လည်းကြည့်ရှုလိုက်မယ်ဆိုရင်တော့မြခင်စိန်ကြီးကိုတွေ့ရမှာဖြစ်ပြီးမုတ်ဝဝင်လာတဲ့လမ်းဘုရားကျောင်းအဟောင်းနှစ်ပေါင်းများစွာတည်ရှိနေတဲ့ကိုကိုပင်ကြီးနဲ့မြခင်စိန်ရဲ့တခြားမှာဘုရားကျောင်းကြီးတဲ့ကိုတွားတဲ့လမ်းမကိုတွေ့ရမှာဖြစ်ပါတယ်။ဘုရားကျောင်းကြီးတဲ့ကိုဝင်ရောက်လာတဲ့အခါမှာတော့လွတ်မေတော်သခင်မဘုရားကျောင်းဆိုပြီးတော့အမိနာမတော်နဲ့အတူတူကျွန်တော်တို့မေတော်စင်တူကိုတွေ့ကြရမှာဖြစ်ပါတယ်။ဒါကတော့ဘုရားကျောင်းဝါကနေပြီးတော့ကျောင်းဝင်းအတွင်းကိုကြည့်ရှုတဲ့မြင်ကွင်းဖြစ်ပါတယ်။လှပလွန်လာတဲ့မြက်ခင်းတွေနဲ့အတူစိမ့်စိမ့်ဆူဆူနဲ့နေထိုင်ပွဲကောင်းတဲ့အဖရဲ့အိမ်တော်ခြံဝင်းဖြစ်ပါတယ်။ဒီကိုကိုပင်ကြီးကတော့မကြီးကွင်းသူမကြီးကွင်းသားတွေအားလုံးရဲ့နောက်ခွေရအရေးဖြစ်ခဲ့တဲ့နေရာပါ။ဒါကတော့ကျွန်တော်တို့တွေ့နေရတဲ့မေတော်ကူရင်ပြင်ဖြစ်ပါတယ်။ကျေပြောလာတဲ့မေတော်ကူရင်ပြင်ရဲ့အေးဆက်မှုနဲ့အတူမေတော်သခင်မရဲ့သားသမီးတွေလာရောက်မေတော်သခင်မရဲ့ရင်ဝင်ထဲမှာနားခိုလျက်လိုအပ်တဲ့ခွန်အားကျေးဇူးတော်တွေကိုတောင်းလျှောက်ကြရတဲ့ဘာသာသူတွေရဲ့နားခိုရာမိခင်ရင်ဝင်ဖြစ်ပါတယ်။မေတော်ကူရဲ့ညာဘက်အချမ်းမှာဘုရားကျောင်းကြီးတည်ရှိပါတယ်။မေတော်ရင်ပြင်ကနေပဆင့်ပတ်ဝန်းကျင်ကိုကျွန်တော်တို့မြင်ရတဲ့မြင်ကွင်းဖြစ်ပါမယ်။မေတော်ပွဲတွေကျင်းပတဲ့အခါမှာကြည်ကြဲဝန်းဝန်းနဲ့မေတော်သခင်မရဲ့ကျေးဇူးတော်တွေကိုချီးမွမ်းနိုင်ဖို့ရန်အတွက်မေတော်ကိုဂုဏ်ပြုနိုင်ဖို့ရန်အတွက်မေတော်ပွဲတွေကိုလည်းနှစ်စဉ်နှစ်တိုင်းကျင်းပလေးရှိပါတယ်။မေတော်ပွဲတွေမှာလည်းလာရောက်နိုင်ကြဖို့အားပေးနိုင်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ယခုကျွန်တော်တို့တွေ့နေရတာကတော့ Reverend Father Anthony ဦးပိုလီရဲ့အုပ်ကူတော်ဖြစ်ပါတယ်။ Father ဟာမကြီးဝင်းသာသနာရဲ့သာသနာဖခင်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။ဘာသာသူတွေရဲ့နှလုံးသားထဲမှာအမြဲတမ်းတည်ရှိနေတဲ့ဘုန်းကြီးတစ်ပါးဖြစ်ခဲ့ပါတယ်။ဒါကတော့ဘုရားကျောင်းကြီးရဲ့အဝင်ဝဖြစ်ပါတယ်။ဘုရားကျောင်းကြီးတဲ့ကိုဝင်လိုက်တာနဲ့ကျွန်တော်တို့ဟာဘယ်ဘက်ချမ်းမှာမေတ္တာရည်တုဋ္ဌိနိုင်ဖို့ရန်အတွက်အစီခံနေသောတရားဓမ္မစင်တူတော်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ဘုရားကျောင်းကြီးရဲ့ခမ်းနားလာတဲ့အတွင်ပိုင်းကိုကျွန်တော်တို့တွေ့မြင်နေခြင်းဖြစ်ပါတယ်။အခုတွေ့မြင်နေတာကတော့ဘုရားကျောင်းရဲ့ညာဘက်အချမ်းမြက်ခင်းဖြစ်ပါတယ်။ဒါကတော့ဘုံတော်ကြီးတွေစားသုံးဖို့ရန်အတွက်စိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်ပင်တွေဖြစ်ပါတယ်။ဘုရားကျောင်းကြီးရဲ့ညာဘက်ချမ်းကနေတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဘုရားကျောင်းဝင်းထဲမှာရှိနေတဲ့ရေတန့်စင်ဆက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဘုံတော်ကြီးများနဲ့ဘာသာသူများတန်ရှင်းလက်ဆက်တဲ့ရည်တွေကိုတောင်းနိုင်ဖို့ရန်အတွက်ဘာသာသူတွေရဲ့အကူအညီလူရှင်တွေရဲ့အကူအညီနဲ့တိဆောက်ထားခြင်းဖြစ်ပါတယ်။ဘုံတော်ကြီးကျောင်းရဲ့အိတ်ခမ်းဖြစ်ပါတယ်။
ုံတော်ကြီးကျောင်းမှတဆင့်တွေ့ရတဲ့ကျောင်းဝင်းအတွင်းမြင်ကွင်းဖြစ်ပါတယ်ဘုံတော်ကြီးကျောင်းရဲ့အခန်းမှာတည်ထားတဲ့မေတော်ဆင်းတုတော်ဖြစ်ပြီးတော့ညာဘက်အချက်မှာယခုကဲ့သို့မြက်ခင်းစိမ့်နဲ့အထူးကျောင်းဝင်းတစ်ခုလုံးကိုတွေ့ရမှာဖြစ်ပါတယ်ဘုံတော်ကြီးကျောင်းကိုတစ်ချက်လောက်ကြည့်ရှုကြစို့ဘုံတော်ကြီးကျောင်းအဝင်ဝဖြစ်ပါတယ်ညာဘက်ချမ်းမှာတော့အပေါ်တက်ကိုတက်ရမယ်လေကားကိုတွေ့ရမှာဖြစ်ပါတယ်ကျောင်းလိန်လေကားလေးနဲ့လှပစွာကြီးဆောက်ထားပါတယ်စိန့်ဂျွန်မာရီဗီယာနီဆင်းတုတော်ကိုဌာပနာထားတာဖြစ်ပါတယ်ကျောင်းလိန်လေကားကနေတက်ကြည့်လိုက်မယ်ဆိုရင်ဘုံတော်ကြီးကျောင်းရဲ့ပထမတက်ကနေမြင်ရတဲ့မြင်ကွင်းကိုတွေ့ရမှာဖြစ်ပါတယ်ပထမတက်ရဲ့ဇင်းကြံဖြစ်ပါတယ်ပထမတက်ဇင်းကြံကနေတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်ပထမတက်ရဲ့လတာဆောင်ဖြစ်ပါတယ်ကျောင်းဝင်းတဝင်းလုံးကိုဒီလတာဆောင်ကနေပြီးတော့ရင်သက်ရှုမောပွဲတွေ့ရမှာဖြစ်ပါတယ်ဒါကတော့နောက်ဖက်မှာရှိတဲ့လက်ကွင်းတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်ဘာသာသူတွေကနေပြီးတော့မိမိရဲ့ကျောင်းဝင်းစိမ့်နှန်းဆိုပြဖို့ရန်အတွက်ဘုန်းတော်ကြီးရဲ့ဥဆောင်မှုနဲ့အတူလှပစွာပြင်ဆင်ထားခြင်းဖြစ်ပါတယ်ဘုန်းတော်ကြီးများရဲ့ဆွမ်းစားကံဖြစ်ပါတယ်ဘာသာသူတွေရဲ့ချက်ပြုတ်ကျွေးမွေးမှုနဲ့အတူဟင်းကောင်းဟင်းလျာများကိုသုံးဆောင်လျက်ခွန်အားရယူကာသာသနာအမှုတော်ကိုထမ်းဆောင်နိုင်မှုရန်အတွက်ပြင်ဆင်ထားပြီးတဲ့လက်ရာတွေဖြစ်ပါတယ်ဘုန်းတော်ကြီးကျောင်းရှိမှာစိုက်ပျိုးထားတဲ့ပန်းအလှလေးတွေဖြစ်ပါတယ်မေတော်ပွဲတွေကိုလည်းလာရောက်အားပေးကြဖို့ဖိတ်ခေါ်လျက်မြကြီးကွင်းသာသနာဘုန်းတော်ကြီးနှင့်ဘာသာသူညီကိုမောင်နှမများအားလုံးကကြိုဆိုလျက်ဖိတ်ခေါ်နေပါတယ်ဆိုတာကိုသတင်းကောင်းပါရင်ကျေးဇူးအထူးတင်ရှိပါတယ်